တေရီခိတရာကိုအုပ်ချုပ်သောဒွိတပေါင်မင်းကြီးသည်ပန်ထွာဘရင်မကိုလက်ဆက်ရန်စူးစမ်းတော်လဲမအောင်မြင်ပေတေရီခိရာပြည်ဒွိတပေါင်မင်းသည်ထိုစီတော်ကိုဖျက်ဆီးရန်အတွက်သူရှိုတယောက်ကိုတန်ခိုးရှင်ရတဲ့အောင်ဆောင်စေပြီးပြီးပနိုးမျိုးတို့စေလိုသည်သူရှို၏လှည့်စားမှုများကိုပန်ထွာဘရင်မကယုံကြည်သဖြင့်တခိုးရှင်မှုထင်မှတ်ပြီးနန်းတော်တွင်ကိုးကွယ်ထားသည်ထိုအခါထိုရသည်ကပန်ထွာဘရင်မကိုအယုံသွင်း၍သူ၏အစွမ်းဖြင့်ထိုစီတော်ကြီးကိုပိုလျက်စွမ်းရှိအောင်ပြုပြင်ပေးမည်ဟုလှည့်ဖျားလေသည်နောက်တစ်ခါရန်သူများလာတိုက်ချိန်တွင်ထိုစီတော်ကြီးကိုတီးခတ်ပါကနတ်ဒေဝါတို့လာရောက်၍ကိုညီတိုက်ခိုက်ပေးရန်စီရင်ပေးမည်ဟုဆိုလေပန်ထွာဘရင်မကယုံကြည်၍ပြင်ဆင်ရန်အနံ့သောအခါတွင်ထိုရသည်ကစီတော်ကြီးကိုဖျက်ဆီး၍ထွက်ပြေးတိမ်းရှောင်သွားလေသည်စီတော်ကြီးပျက်စီးသွားကြောင်းသိရှိသောအချိန်တွင်ဒွိတပေါင်မင်းမှသူ၏တက်ကိုစေလွတ်၍တိုက်ခိုက်စေသည့်ပန်ထွာဘရင်မသည်ထိုအချိန်မှစီတော်ကြီးပျက်စီးသွားကြောင်းသိသဖြင့်မိတို့မြမတက်နိုင်တော့ပေနောက်ဆုံးတွင်ဒွိတပေါင်မင်းသည်ပြီးပနိုးကိုတင်ပိုက်၍ပန်ထွာဘရင်မကိုတင်ပိုက်လက်ဆက်ခဲ့လေသည်ဒွိတပေါင်မင်းကြီးသည်တီကြားမင်းပေးသောလန်ဆက်ကြာရရှိသောဘုံကန်ရှင်မင်းတစ်ပါးဖြစ်၏နိုင်ငံတော်အရဲရဲ၌တစ်နှစ်တစ်ကြိမ်အခွန်တော်ကောက်ခံ၏